လောက်မဲ့မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့လောက်ကိစ္စအကြောင်းပြောမှာမဟုတ်ဘူး။ရိုင်းနိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်နဲ့လောက်ရခြင်းဖြစ်တဲ့စိတ်ဝင်စားရဲဆိုလို့ရှိရင်ပြီးဆုံးအောင်နားထောင်ပေးဖို့အကြံပြုပြရစီ။အင်တာဗျူးတစ်ခုမှာမင်းသားပိုက်တကုံပြောထားရပေါ့နော်။ဆိုတော့တကယ်လို့ဒါမြန်မာနိုင်ငံမှာသူကအချမ်းသာဆုံးလူတစ်ယောက်ဖြစ်နေပါစေအောင်တော့တနိုင်ငံလုံးအားနဲ့သူတစ်ယောက်တည်းနဲ့တော့ကူညီနိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆင်းရဲသူဆင်းရဲသားတွေအများများပြားနေလို့ပေါ့နော်။ဆိုတော့အရာအတွေ့လေးတဲ့တခုတော့ဝင်လာတယ်ပေါ့နော်ဆိုတော့လူတိုင်းလုံနိုင်တဲ့အလုပ်တစ်ခုရှိတယ်လူတိုင်းကိုယ်နိုင်ငံကိုကယ်တင်နိုင်တဲ့အလုပ်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်အခုနာဂိတွေဒီငလင်းတွေရေဘေးတွေမီးဘေးတွေဒီလိုတဘာဝဘေးကနေပြုံးစားကြီးခံစားနေရတဲ့ရာတို့နိုင်ငံသူနိုင်ငံသားတွေကိုရာတို့ကငွေအားရောအင်တိုက်အားတိုင်းနဲ့ရာတို့တွားပြီးတော့ကူညီပံ့ပိုးပြီးတော့ supporting ပေးတာဒါကတော့တစ်မျိုးပေါ့နော်အဲ့ဒါမှမဟုတ်ဘူးတနိုင်ငံလုံးကိုရာတို့ကအများအားပဲဒီကိုချမ်းသာရင်ငွေနဲ့ပြန်ပြီးတော့ကူညီမယ်ချမ်းသာရင်ဒါလေးကအင်မတန်မှမားတဲ့အတွေးလို့ရမြင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရာတို့ကအဲ့လိုမျိုးလည်းအများအားလုပ်နိုင်မှာမဟုတ်ဘူးရာတို့လုပ်နိုင်တဲ့အလုပ်ကရာတို့နိုင်ငံကိုရာတို့ချစ်တယ်ဆိုလို့ရှိရင်လူတိုင်းကိုစီလုပ်နိုင်တဲ့အလုပ်တစ်ခုရှိတယ်အဲ့ဒါရာတို့အခုတတ်ထားတဲ့ပညာသိထားတဲ့ strong ဖြစ်တဲ့ဒီ mindset တွေအတတ်ပညာတွေအသိပညာတွေကိုရာတို့ကလက်စစ်ကမ်းပြီးတော့လက်တွဲခေါ်သွားဖို့အဲ့တော့ရာတို့တတ်ထားတဲ့အတတ်ပညာကိုတခြားသူလည်းသင်ကျင်တယ်လိုချင်တယ်ဆိုရင်ရာတို့ကလက်စစ်ကမ်းပြီးတော့သူတို့ဘဝရတည်နိုင်ဖို့အတွက်အတတ်ပညာကိုရှင်းလုပ်ပေးခြင်းအပြင်သူတို့ကဒီအတတ်ပညာပေါ်မှာအင်ခန်းတစ်ခုရရှိနေပြီဆိုလို့ရှိရင်ဘယ်သူဘဝစီမှာအလကားရတာကိုသူတို့လိုချင်တော့မှာမဟုတ်ဘူးမျောလဲမျောတော့မှာမဟုတ်စိတ်ဓာတ်ပိုင်းဆိုင်ရာလဲထိုနည်း၎င်းပဲစိတ်ဓာတ်ပိုင်းဆိုင်ရာကို strong ဖြစ်အောင်လုပ်ထားပြီးဆိုလို့ရှိရင်အရန်ခက်ခဲနေတာတောင်မှဘသူစီရမှာအလွယ်ရနေကိုသူတို့လိုချင်မှာမဟုတ်တော့ကိုတတ်ထားတဲ့ပညာလေးနဲ့ရအောင်ကိုရှာဖွေပြီးတော့အင်ခန်းရှာမယ်ရလာတဲ့အင်ခန်းကိုလည်းလုံလောက်အောင်သူတို့ကြံပန်စားတောက်ကြလိမ့်မယ်ပေါ့နော်အဲ့ဒါမှသာလျှင်သူတို့ဘဝမှာအမိခိုကင်းကင်းနဲ့ရတည်နိုင်မှာဖြစ်တယ်မဟုတ်ဘူးရာတို့တတ်ထားတဲ့အတတ်ပညာကိုတခုခုကိုရာတို့ကတခြားလူတွေကို sharing မလုပ်ပေးချင်ဘူးဒီနေရာကိုသူများလူယူသွားမှာဆိုလို့အဲ့လိုမျိုးအတွေးလေးတွေပေါ့နော် background ပေါင်းစုံကတတ်ထားတဲ့အတတ်ပညာတွေလူတိုင်းကအဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဆိုတော့ရာတို့တယောက်တည်းအားနဲ့ရာတို့ရလာတဲ့ငွေအားနဲ့ရာတို့နိုင်ငံကိုဘယ်တော့မှကက်တင်လို့ရမှာမဟုတ်ဘူးလို့ရေရှည်လဲရမှာမဟုတ်ဘူးတကယ်လို့ဒါရာတို့မရှိတော့တဲ့အချိန်ကျရင်သူတို့ကဒုက္ခအကြီးရောက်သွားလိမ့်မယ်အဲ့အတွက်ကြောင့်မလို့ရာတို့ကအတတ်ပညာသိပြီးအရင်နီးလို့ချင်းအရင်နီးကိုမှရှိရင်လည်းအရင်နီးထုတ်ပေးနိုင်တယ်လို့ထုတ်ပေးလိုက်ပါဒါလေးကလည်းတစ်မျိုးကောင်းတယ်ပေါ့နော်ဆိုတော့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ရာတို့အခုဆိုလို့ရှိရင်ရမြင်နေရတာပေါ့နော်ဆိုတော့တော်များများလူငယ်ပေါ့ကလေးငယ်လေးတွေကလွယ်ကူကူရတဲ့အင်ခန်းလေးတွေကိုလှုပ်လာကြတယ်ဆိုတော့လက်ပြန်တောင်းလိုက်တာနဲ့လက်ပေါ်မှာပိုက်ဆံအော်တိုမက်တစ်ရောက်လာတဲ့အတွက်ကြောင့်မလို့ခက်ခဲတဲ့ပညာရအောင်လည်းမသိချင်တော့ဘူးចောင်းစားရည်လည်းမသိချင်တော့ဘူးဟုတ်တယ်မလားကျန်တဲ့ဟာတွေလည်းဘာမှသိစရာမလိုပဲနဲ့လက်ဖြန့်လိုက်တာနဲ့အင်ခန်းကဝင်လာတဲ့အတွက်ဒီအလုပ်ကိုပဲကြာလာတော့ခုံမြင်လာကြတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ရတို့ကတော့လူလိုက်တဲ့အတွက်ကုသိုလ်တော့ရတယ်ဒါပေမဲ့ရတို့နိုင်ငံအတွက်ရေရှည်ကြတော့မကောင်းဘူးပေါ့နော်လူငယ်တွေစိတ်ဓာတ်ပျက်စီးလာတယ်ကိုယ့်အကိုချင်းစိတ်မရှိတော့ဘူးအတတ်ပညာတွေလည်းမရှိတော့သလိုအသိပညာတွေလည်းနည်းပါးသွားလိမ့်မယ်ပေါ့နော်ဆိုတော့ရတို့ကခုနကပြောသလိုမျိုးကိုတတ်တဲ့ပညာကနေလက်ပွားပြီးတော့လက်စီကံပေးလိုက်မယ်ကိုအသိပညာတွေလည်းလက်ပွားပြီးတော့လက်စီကံပေးလိုက်မယ်တတ်နိုင်တဲ့လောက်လက်လမ်းပြီးတော့လောက်ကိုစီလောက်ကြမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့နှစ်တွေကြာလာတဲ့အခါကျရင်ရတို့နိုင်ငံမှာလုံကြီးအဲ့လိုမျိုးပေါ့သူများကိုမိခိုနေတဲ့ပုံစံမျိုးလေးတွေကင်းလွတ်လာလိမ့်မယ်လူငယ်လူရွယ်လေးတွေလည်းစိတ်ဓာတ်လေးတွေမြင့်တင်လာလိမ့်မယ်မဟုတ်ဘူးဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့စိတ်ဓာတ်လေးတွေကလွယ်ရတဲ့အလုပ်လေးကိုပဲလှုပ်လာပြီးတော့စိတ်ဓာတ်လေးပြက်ပြားပြီးတော့ရာတို့နိုင်ငံကိုနောက်ဆိုရင်ကဲတင်နိုင်လောက်တဲ့အနေအထားအထိမရှိနိုင်တော့ဘူးအနေအထားဖြစ်သွားလိမ့်မယ်ပေါ့နော်ဥမာတစ်ခုပဲပြောရမယ်လက်တွေ့ကြုံခဲ့ရဘူးတာပေါ့နာဂိတုံးပေါ့နော်နာဂိတုံးဆိုလို့ရှိရင်ရာတို့အိမ်ထဲပသွားတယ်ပေါ့နော်အဲဆိုအဖျားခတယ်လို့လည်းပြောလာပို့တာနဲ့မြောင်မြကြားမှာတည်နေတဲ့အတွက်အဲ့မှာဆိုဒုက္ခတွေအများကြီးရောက်နေတဲ့အိမ်တွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးဆိုမိသားစုလိုက်အဲ့လိုမျိုးပေါ့ပါသွားတဲ့လူတွေလည်းရှိတယ်အဲ့ဒါမှာနိုင်ငံတော်အစိုးရကတအိမ်စုကိုစံစီလိုက်ဝေတယ်ငွေတပြားဘယ်လောက်ဆိုပြီးတော့
အဲ့ချိန်မှာရမိုးလဲယူထားရပေါ့နော်ချက်ချင်းပဲရိုင်းမော်လေးရအောင်ဖုန်းဆက်တယ်အနိုင်ရဲ့အလိုရှိတယ်ပေါ့နော်အမေယူထားတယ်ပေါ့နော်ဆိုတော့ဘလို့အနေထားရှိလဲလို့မေးကြည့်လိုက်တော့အိမ်တော်စုစီရင်ရှိတဲ့သူကိုပေးတာတဲ့ဆိုတော့အိမ်တော်စုစီရင်မရှိတဲ့သူဆိုရင်မရဘူးဆိုတော့အိမ်တော်စုစီရင်မရှိတဲ့သူတွေဆိုရင်ဒုက္ခရောက်တာတွေအများကြီးရှိတယ်ကိုထက်ဆိုးတဲ့လူတွေအများကြီးရှိတယ်ကိုကလောလောဆယ်အိမ်တော့ပြက်ပေမဲ့စားဖို့အတွက်ရှိသေးတယ်ရာဒီကနေအဝေးကနေလမ်းပြီးတော့ပို့ပေးလို့ရသေးတယ်ပေါ့နော်ဆိုတော့ကိုယူထားတဲ့အထုပ်ဘိုးကိုပြန်တခြားအခက်အခဲရှိတဲ့လူကိုတော့ပေးလိုက်နောက်ဆိုရင်မယူနဲ့တကယ်လို့ကိုမယူလို့အဲ့အခက်အခဲရှိတဲ့သူစီကိုရောက်သွားမယ်ဆိုရင်မယူနဲ့ပေါ့နော်ကိုလည်းမယူဘူးအခက်အခဲရှိတဲ့သူစီကိုလည်းမရောက်ဆိုရင်ယူပြီးတော့ပေးလိုက်ပေါ့ဒါလေးပဲရှိတယ်ဥမာတကယ်လို့ရာတို့မှာစားစရာမနဲ့စာနဲ့ညစာရာတို့အိမ်မှာရှိတယ်အစင်သေးရှိတယ်နနစာရှိတယ်ပေါ့နော်ရာတို့ကတော့မနဲ့စာစားပြီးပြီရာတို့ဘေးအိမ်ကမနဲ့စာမစားသေးဘူးခက်ခဲရမ်းရှိတယ်မိသားစုတွေငိုယိုးနေတယ်ဆိုရင်ရာတို့ share ပေးတင် share ပေးရမှာပဲကျန်တဲ့အချိန်တွေကိုရာတို့ရဲ့ဒီနာအတွက်ရာတို့ဖြည့်ရှင်းဖို့အတွက်ထပ်ပြီးတော့ပြန်ရှာမယ်တရားရဲ့စိတ်ဓာတ်ပေါ့နော်ဆိုတော့လူတယောက်စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်းအရန်အရေးကြီးတယ်သူများပေးတိုင်းလိုချင်တယ်ဆိုရင်ကိုတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကပြက်ပြားလာလိမ့်မယ်ပေါ့နော်အဲ့တွေ့ကြောင့်ရတောင်းကိုသူများပေးတိုင်းကိုရမလို့ချင်ဘူးဟိုလက်ဆောင်ပေးတာတို့ဘာလို့ဒါလေးကတမျိုးပေါ့နော်ဆိုတော့ကိုခက်ခဲနေလို့သူများပေးတိုင်းကိုထိုင်ဆောက်ပြီးတော့ယူနေကြာလာလို့ရှိရင်ကိုလည်းအဲ့ယာကြီးပဲမျောနေမိတော့မယ်ပေါ့နော်သူ့ရဲ့စိတ်ဆိုတာသိတဲ့အတိုင်းပဲဆိုတော့မကောင်းတာလေးဘက်ကိုအရန်အားတန်တယ်ပေါ့နော်ရာတို့လည်းထိုနည်းလက်ကောင်းပဲမကောင်းတဲ့စိတ်တစ်ခုခုကိုတစ်ခါလုံးမိပြီးဆိုရင်ဒါလေးကိုပဲခေါင်းကစိုက်ပြီးတော့သွားချင်းနေတယ်ပေါ့နော်အဲကြောင့်ရာရဲ့မိတ်ဆွေတွေကိုရာပြောချင်တာရာတို့တတ်ထားတဲ့အတတ်ပညာတွေကိုရာတို့ကိုဝက်ကြီးမရှိဘဲနဲ့ကိုယ့်ရဲ့လက်လန်းမိရာလူငယ်လူရွယ်လေးတွေကိုလက်စစ်ကမ်းပေးခြင်းစိတ်ဓာတ်မြင့်တင်ပေးခြင်းအဖြစ်ရာတို့ရဲ့ generation လေးတွေရာတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကိုတဖြည်းဖြည်းရာတို့ဖိမနိုင်မှာဖြစ်တယ်ဒါမှသာလျှင်ကိုစီအရေးချင်းကိုစီလေးတွေနဲ့ဘဝကိုရှင်သန်နိုင်ပြီးတော့ကိုယ်နိုင်ငံလေးလည်းတဖြည်းဖြည်းဆင်းရဲသားတွေရော့ပါသွားလိမ့်မယ်ပေါ့နော်ဒါလေးကိုအကြံဉာဏ်ပြုပြရစီဒါလည်းဆရာကြီးတော့မဟုတ်ဘူးပေါ့နော်အတွေ့လေးထဲမှာဝင်လာတဲ့အတွက်ကြောင့်မလို့ကိုယ်နိုင်ငံချစ်တဲ့စိတ်နဲ့ပေါ့နော်ဒါကိုရေရှည်လောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဥမာ9နှစ်10နှစ်15နှစ်ကိုလက်လန်းမိတယ်လို့ရေရှည်လူတိုင်းလောက်သွားမယ်ဆိုလို့ရှိရင်ရတို့နိုင်ငံကြီးလည်းတနေ့နေ့ချိန်မှာအေဂျင့်တာရလာလိမ့်မယ်ပေါ့နော်အလုံးပဲဘေးရန်ပေါက်ကင်းပြီးတော့ကျမ်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်